နာမည်နဲ့လက်ရှိပဲ program တက်နေတာလဲ ကျွန်တော်နာမည်ကျော်ဝေမိုးပါအခုတက်နေတဲ့ program biomedical science ပါ ။အကြောင်း biomedical science ကိုရွေးရလဲအကြောင်းပြီးရင်ဘာလို့ဖို့ plan ရှိလဲ ကျွန်တော်အခု biomedical science ကိုရွေးချယ်ရတာဒီ medical field ကိုစိတ်ဝင်စားတယ်ပြီးတော့ဒီ Ramsey University မှာ lab တွေပါတယ်ကျတော့အဲ့လိုတကယ် lab ပုံစံမျိုးလုပ်ရတဲ့ပုံမှာကျွန်တော်သဘောကျတဲ့ပုံမှာဒီ page ကိုရွေးချယ်ဖြစ်သွားတာခင်ဗျာဒီ program တွေပြီးသွားတဲ့အခါကျရင်ကျွန်တော်ကမျိုးတော့စဉ်းစားတယ်တခုကတော့ဒီတိုင်းရိုးပဲပြန်ပြီးတော့အိမ်မှာဟုတ်ဒီပညာတစ်ခုတက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့နေမှာဒါမှမဟုတ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီကအမှ license ကမသေးကြဘူးဆိုပေမဲ့ဒီမှာလုပ်လို့ရတဲ့ဟာတွေကအများကြီးရှိတယ်ဒီ research တွေလုပ်မလားဒါမှမဟုတ်ရင်ဒီ patient ကိုကိုယ်တိုင်မထိတွေ့ဘူးဆိုရင်အကုန်လုံးလုပ်လို့ရတဲ့နေရာတွေအကုန်လုံးရှိရပုံမှာကျွန်တော်ကဒီဟာအဲ့ဒါ career ဘက်ကိုလည်းတွားရင်တွားပြလောက်တယ်လို့ကျွန်တော်ထင်တယ်ဗျ ။ So လက်ရှိသင်တဲ့ subject တွေကပဲ subject ကကိုယ်အတွက်စိတ်ဝင်စားတဲ့ကောင်ပဲ subject ကိုယ်အတွက် challenge ဖြစ်တယ်လို့ခံစားရလဲ ကျွန်တော်တော့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီးထင်တာကတော့အဲ့ဒီ anatomy တို့ပါတော့အဲ့ဒီသူတို့ရဲ့ lab တွေကြတော့တကယ်လူသေးကောင်စစ်တွေပါတွေတော့အသုံးပြုတာမျိုးတွေရှိရပြီးရင်ဒီ BCH ဒီ physiology တို့ပါလို့ဆိုတော့တကယ်ကိုယ်တိုင် lab တွေကိုအပြင်မှာလုပ်ရတဲ့ဟာမျိုးရှိရပြီးတော့တကယ်စိတ်ဟိုလိုပုံစံစိတ်ဝင်စားတာကတော့ chemistry ရောစိတ်ဝင်စားကိုယ်တိုင်ရောရတာမျိုးရှိရပုံမှာဟုတ်ဘယ်ဟာတော့တိတ်မကြရလဲ MAD တို့ပါတော့တိတ်မကြပြီးတချို့ဆရာမတွေဆိုလည်းပြောတဲ့စကားတိတ်နားမလဲတာမျိုးတွေများသူတို့ accent နဲ့ဆိုတော့ဟုတ် ။ရှိ rank စစ်ပါမလို့ဘယ် department အကြောင်းသားရုပ်ချောရထင်လဲ အဲ့လိုရေးရမရှိအကုန်လုံးကတွတ်တူ Okay okay fresh ဘယ် department အကြောင်းသားရုပ်ဆိုးလဲ ဒီဘက်နိုင်လို့မှာရုပ်ချောတာဆိုးတာဟိုပြရတယ် Okay 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 English တယောက်ရွေးမယ်ဆိုလို့ရှိရင်အချက်၃ချက်ကိုအဓိကရွေးရမယ်ပေါ့နော်ဘယ်အချက်တွေအဓိကထားရွေးမလဲ ရုပ်ချောတာ So okay တစ်ချက် ကျွန်တော်ဒီ tick bone လေးကြိုက်တယ် tick bone တို့ပါ ချီဘုံမရှိမသိဟုတ်တယ် rank စစ်မှာချီဘုံနဲ့တယောက်တွေ့လားချီဘုံနဲ့လူတွေတွေ့လား တွေ့ရ Okay okay မဟုတ်ဆိုတဲ့အဲ့လိုအသားကြီးကောင်းတာတော့အဓိကကျန်းကျန်းမာမာရှိတဲ့ပုံစံမျိုးဆိုကြိုက် ဘန်ကောက်မှာအကြောင်းတက်တာပေါ့နော်လက်ရှိတစ်လောက်ကိုဘယ်လောက်သုံးပြလဲ ကျွန်တော်1000ဝက်လောက်ဆိုရင်လောက်တယ်1000ဝက်စားတာနေတာအစအဆင်ပြေဟုတ် အခန်းကအခုဘယ်လောက်ပြရ 6500ဆိုပေမဲ့ကျွန်တော် roommate နဲ့နေတော့3250ဆိုတော့အဆင်ပြေ ဆိုအခန်းကဖယ်လိုက်လို့ရှိရင်ဘယ်အပိုင်းမှာအများဆုံးသုံးပြလဲ စားတော့ပေါ့သွားလာပဲသွားလာဒီမှာပို့ခက်ခဲ ဘယ်အပိုင်းကိုကြိုက်လဲဘန်ကောက်မှာနေရတဲ့အတွက် ဘယ်ပိုင်းကိုကြိုက်လဲဆိုတော့နည်းနည်းလွတ်လပ်တယ်ဆိုတော့ခံစားကြလွတ်လပ်တယ်ဆိုတာဟုတ်လို့မဟုတ်သွားလာတာဘာညာကြတော့ဟုတ်နည်းနည်း အော်လာမယ့် intake တွေမှာ Ramsey University မှာ Biomedical Science တက်မဲ့ကျောင်းသားတွေပါအကြံပေးနေတယ် ကောင်းတယ်အကြံတော့ပေးပါတယ်ဒါတက်တင်တယ်လို့တော့ထင်တယ်ဒီမှာဒီမဟီဒိုတို့ဘာလို့ပြီးသွားရင်ဒီလို University တွေကတော်တော်ကောင်းတယ်လို့ပြောလို့ရဒီစာတင်တာလက်ချပါညာကော့ကိုလိုက်နိုင်ရင်တော့အဆင်ပြေတာပေါ့ Biomedical Science တက်မဲ့ဆိုဘာပြင်ဆင်ထားသင့်လဲနောက် high school ပြည်တိုင်းခါတန်းလာလို့ရလားဘာလို့ challenge မျိုးတွေရှိနိုင်မယ်ထင်လဲ ကော့ကိုနည်းနည်းပါးလေ့လာတာရင်တော့ပိုကောင်းတယ်ပေါ့ဆိုဒီမှာတင်တဲ့ဟုတ်တယ်တကယ်ဝါသနာပါမှာပြီတကယ်ဒီမှာတင်တဲ့ခါကျတော့လက်ချတွေတန်းကြရင်ကြတက်ရှင်တဲ့စိတ်ပျောက်သွားလိမ့်မယ်အဲ့ခါကျရင်ကိုယ်တိုင်အရှိကမလေ့လာထားမျိုးရှိတဲ့ခါကျရင်ဒီမှာနည်းနည်းတိုင်ပတ်တယ်ဒီမှာမို့ဒီအောင်မှလေ့လာမယ်ဆိုပို့ပြီးတော့ effort ထည့်ရင်တော့မလေ့လာခဲ့တယ်ဘာမှမဖြစ်ဘူး အားရချင်ဘာလို့ဖြစ်လဲ အားချင်းဒီလိုပဲဒီတိုင်းအတေးတခြား document တွေပါကြည့်မကြည့်တယ်ဒီတိုင်းကြောင်းလာမျိုးပါညာရှင်းဖို့လေအပြင်သွားပြတယ် ညဘာ plan ရှိလဲ ဘာ plan မှမရှိဘူး အေးရမလို့ အဲ့တော့ဟုတ်လေဒီတိုင်းပဲ စာလို့ စားတော့မသေးကြအောင် စာဟို Biomedical Science ကပုံမှန်ဖြစ်စာများဆိုတော့တနေ့ကိုစာဘယ်နှလောက်လို့ဖြစ်လဲတပတ်ဆိုလို့ရှိရင်ဘယ်လောက်လို့ဖြစ်လဲဟာဝန်နဲ့ဆိုလို့ရှိရင် ညားရီအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ကတော့အဲ့လိုကြီးမလုပ်ဖြစ်ဘူးဆိုတာတော်တော်စင်နေပြည်နေပေါ့မှာလို့တော့တော်တော် တရုတ်က လောက်မှာ လို့ရင်စစ်ပြမယ် 2 နာရီလောက်တော့လောက်ရလောက်တယ်ဟုတ် ပုံမှန်ပေါ့ ဟုတ် ကျေးဇူးပါ ဟုတ်ကဲ့ပါခင်ဗျာ